င်္ဂလာပါခင်ဗျာဖျာပုံမြို့မှာရဲစခန်းမှု၏ဇနီးဖြစ်သူဆိုင်ကယ်မြောက်ပိုင်းဈေးထိပ်တွင်ခိုးယူခံရမှုခင်းများမြပ်ပြားလာ၍ပြည်သူများစိုးရိမ်နေပြီးရဲစခန်းမှတရင်ဖုံးပြရန်ကြိုးပမ်းနေဟုဆိုဟေရီတိုင်းဖျာပုံမြို့နယ်မြို့မှာရဲစခန်းမှစကမ်းမှုမြို့ထွန်းဦး၏ဇနီးဖြစ်သူစီးနှင်းသည့်ဆိုင်ကယ်တစ်စီးဇူလိုင်လ19ရက်နေ့နနက်ပိုင်းကဖျာပုံမြို့မြောက်ပိုင်းဈေးလေးထိပ်တွင်ရပ်တန့်ထားစဉ်ခိုးယူခံရခဲ့ရကြောင်းဒေသခံများထံမှသိရပါတယ်။ခိုးယူခံရသည့်ဆိုင်ကယ်မှာရင်မှတ် AYY64W 68635ဖြစ်ပြီးလက်ရှိအချိန်ထိကျူးလွန်သူတစ်ခုအားဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါတယ်။ရဲစခန်းမှုကိုယ်တိုင်ကမူ၎င်း၏ဇနီးဖြစ်သူဆိုင်ငယ်အကိုခံရခြင်းအပေါ်အရှက်ရကလူသည့်ခံဝန်မဲ့အသိမိတ်ဆွေတဦး၏ဆိုင်ကယ်သားဖြစ်ကြောင်းလိမ့်လေကဖုံးပြီးပြောဆိုနေသည်ဟုဒေသခံများထံမှသိရှိရပါတယ်။ဖျာပုံမြို့ကန်တဦးကအခုနောက်ပိုင်းဖျာပုံမှာခိုးမှုဖောက်ထွင်းမှုတွေကခက်စိတ်စိတ်ဖြစ်လာတဲ့ပြည်သူတွေရဲ့ပစ္စည်းတွေပဲအခုခံရတာမဟုတ်ဘူးအခုဆိုစကမ်းမှုကရောရဲ့ဆိုင်ကယ်ပါအခုခံရတဲ့အထိတခိုးတွေကရဲရဲတင်းတင်းကျူးလွန်လာကြတာဒါကိုစကမ်းမှုကရှက်လို့လာတော့မသိဘူးသူ့ဆိုင်ကယ်မဟုတ်ပဲတငယ်ချင်းဆိုင်ကယ်ပါဆိုပြီးဖုံးပြီးဖို့လုပ်နေတယ်ဟုပြောပါတယ်လက်ရှိတွင်ဖျာပုံမြို့နယ်အတွင်း၌ခိုးမှုဖောက်ထွင်းမှုများစက်တိုက်ဖြစ်ပွားနေတော့လဲရဲတပ်ဖွဲ့ဘက်မှထိရောက်စွာကောက်ကွယ်နှိမ်နင်းနိုင်ခြင်းမရှိသည့်ပြင်ပြည်သူများပစ္စည်းပျောက်ဆုံးရဲ့အမှုဖွင့်တိုင်ကြားရာတွင်လည်းအမှုရဲတရားဝင်ဖွင့်လှစ်ပေးရန်ညှဉ်းဆန်မှုများရှိနေကြောင်းဒေသခံများထံမှသိရပါတယ်။၎င်းကဲ့သို့အမှုတိုင်ကြားချက်များကိုတရားဝင်စည်ရင်းမသွင်းခြင်းနဲ့စကမ်းမှုကိုယ်တိုင်မှုခင်းဖြစ်ပွားမှုကိုဖုံးပြီးနေခြင်းများမှာဒေသတွင်မှုခင်းကြာဆင်းနေသည်ဟုအထက်လူကြီးများထံနာမည်ကောင်းယူလိုခြင်းကြောင့်ဖြစ်နိုင်ကြောင်းရဲတပ်ဖွဲ့ဝင်တဦးထံမှသိရပါတယ်။စကမ်းမှုမျိုးထုံးနှင့်နေရင်းတာဝန်မှုဒူရဲကိုဝင်းစော်အောင်တို့နှစ်ဦးသည်ဖျာပုံမြို့နယ်အတွင်းတရားမဝင်လောင်းကစားမှုများမှရရှိသည့်ငွေကြေးများခရိုင်ဦးတစ်အဖွဲ့မှတင်ကြုံယူနေ၍အချင်းချင်းအစမပြေဖြစ်နေကြကြောင်းလည်းသိရပါတယ်။ခရိုင်ဌာနကလုံပိုင်းခွင်ပိုရှိတော့မြို့နယ်ကကောင်းတွေငုတ်တုံမေ့နေတာပေါ့။ခွဲချင်းစိတ်ပြားနေတော့မြို့နယ်ကကောင်းတွေလည်းမခံနိုင်ကြဘူး။အဲ့ဒီလိုတွေဖြစ်ကြတာစက်ခွက်လူတယ်လို့ခေါ်တာပေါ့။ဖျာပုံစကမ်းမှုဒူရဲမှုမျိုးထွန်းဦးနဲ့နေရင်းစကမ်းတိုင်ဒူရဲအုပ်ဝင်းစော်တို့ကဂွင်ပြက်နေတော့ခရိုင်မကောင်းချောင်းတွေလိုက်ပြောအချင်းချင်းကြိုက်ကြတဲ့သဘောပါဗျာဟုမြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ထံမှသိရပါတယ်။အေရီတိုင်းတွင်ဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းထူးတပ်ဖွဲ့ပသိမ်မှအချိန်နဲ့တပြေးညီဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။